ရှေးဥစွာဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတော့စိတ်တူခြင်းမရှိကြနဲ့ဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးအဖြစ်ဝေမျှခွန်အားပေးခြင်းပါတယ်စိတ်တူရတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်အလုတ်လုတ်တာအစင်မပြေလို့စိတ်တူတဲ့သူတွေလည်းရှိပါတယ်ဗိုက်စာလို့စိတ်တူကြတယ်သူတစ်ပါးကမိမိကိုပြောတဲ့စကားအပေါ်မှာအထအနကောက်ပြီးစိတ်တူသွားတဲ့သူတွေလည်းရှိကြပါတယ်ကိုယ့်အကြောင်းကိုမဟုတ်မမှန်ပြောလို့ပြန်ကြားရတဲ့အခါစိတ်တူရတာတွေလည်းရှိပါတယ်လူတိုင်းမှာစိတ်တူရခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာအမျိုးမျိုးရှိကြပါတယ်။တုတ်တန်ကျမ်းခန်းကြီး14အငယ်29စိတ်ရှိသောသူသည်ပညာကြီး၏စိတ်တူသောသူမူကားအထူးသဖြင့်မိုက်ပေ၏လူရဲ့အမျက်ဒေါသကဖျားခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုမပြုစုတတ်ပါဘူး။စိတ်တူတတ်တဲ့သူတွေရဲ့အသက်တာမှာမိုက်မဲတဲ့အလုပ်ဖျားခင်မနစ်သက်တဲ့အလုပ်ဖျားခင်အမိတ်မရပဲလုပ်တဲ့အလုပ်ဖျားခင်ရဲ့အလိုတော်နဲ့မညီတဲ့အလုပ်တွေကိုလုပ်တတ်ပါတယ်။ဒါကြောင့်သင်ဟာတစုံတစ်ခုသောအလုပ်ကိုလုပ်တော့မယ်ဆိုရင်ဖျားခင်ရဲ့အလိုတော်နဲ့ညီတဲ့အလုပ်ကိုလုပ်နိုင်ဖို့အတွက်စိတ်မတူခင်ဒေါသမထွက်ခင်မှာလှုပ်ဆောင်ပါစိတ်တူနေတဲ့အချိန်မှာလှုပ်ရင်အမားတွေအများကြီးလှုပ်မိမှာဖြစ်ပါတယ်။စိတ်တူနေတဲ့အချိန်မှာလှုပ်ရမယ့်အလုပ်ကနှုတ်ကပတ်တော်နဲ့အချိန်ယူပြီးစိတ်နှလုံးကိုပြန်လည်ပြုပြင်ပြင်ဆင်ဖို့ဖြစ်ပါတယ်။လုကာခန်းကြီး22အငယ်49-51ယေရှုနှင့်အတူပါသောသူတို့သည်ဖြစ်အံ့သောအမှုကိုမြင်လျင်သခင်အကျွန်ုပ်တို့သည်ဓာနှင့်ခုတ်ရပါမည်လောဟုမေးလျှောက်ပြီးမှတယောက်သည်ယေဘရဟိတ်မင်း၏ကျွန်တယောက်ကိုခုတ်သဖြင့်လက်ရနရွက်ပြက်လေ၏ယေရှုကလည်းတန်စီဟုမိန့်တော်မူ၍နရွက်ကိုလက်တော်နှင့်တို့သဖြင့်အနာကိုပျောက်စေတော်မူ၏သခင်ယေရှုခရစ်တော်ကိုယေဘရဟိတ်တွေလာဖမ်းတဲ့အချိန်မှာပေတရုဟာဘေးမှာရှိပါတယ်ခရစ်တော်အဖမ်းခံရဖို့ပေတရုလုံးဝမလိုလားပါဘူးလာဖမ်းတဲ့သူတွေကိုလည်းပေတရုစိတ်တူပြီးမိမိမှာပါတဲ့ဓာတ်နဲ့ခုတ်ဖို့ခရစ်တော်စီမှာအခွင့်တောင်းခဲ့ပါတယ်ခရစ်တော်ရဲ့အခွင့်ကိုမရဘဲပေတရုဟာသူ့လက်ထဲမှာရှိတဲ့ဓာတ်နဲ့ယေဘရဟိတ်ရဲ့ကျွန်တယောက်ရဲ့လက်ရနရွက်ကိုခုတ်လိုက်ပါတယ်ထိုကျွန်ရဲ့နရွက်ပြတ်သွားပါတယ်ပေတရုစိတ်ဆိုးပြီးလှုပ်လိုက်တဲ့အလုပ်ကိုခရစ်တော်လုံးဝမကြိုက်ပါဘူးဒါကြောင့်ဒီလိုလှုပ်တဲ့လုပ်ရက်ကိုရပ်ဖို့ခရစ်တော်ကအမိန့်ပေးလိုက်ပါတယ်ပေတရုစိတ်တူနေတဲ့အချိန်မှာတစုံတစ်ခုကိုလှုပ်ဖို့ခရစ်တော်အခွင့်မပေးခဲ့ပေမဲ့စိတ်တူပြီးလှုပ်နေတဲ့အချိန်မှာတော့ဒီအလုပ်ကိုရပ်ဖို့ခရစ်တော်အမိန့်ပေးခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်တို့အသက်တာမှာလည်းတချို့ကိစ္စတွေကိုစိတ်တူပြီးဇာတိသဘောနဲ့ဆုံးဖြတ်ချက်ချတယ်ဇာတိသဘောနဲ့တုတ်ပြန်တယ်အဲ့ဒီလိုလှုပ်ဆောင်မှုတွေကြောင့်အမားတွေအများကြီးမှားတယ်ဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်အရှက်ရစရာတွေမျက်နာပြက်စရာတွေလည်းကြုံခဲ့ရတယ်အဲ့ဒါလည်းအမှတ်မရှိပါဘူးအမားပေါ်မှာအမားထက်ဆင့်ပြီးစိတ်တူတူနဲ့အမားတွေထက်လုကြတယ်မိမိရဲ့အမျက်ဒေါသကိုမထိန်ချုပ်နိုင်ကြဘူးပေတရုစိတ်တူပြီးခုတ်လိုက်တဲ့နရွက်ကိုခရစ်တော်ရဲ့လက်တော်နဲ့ပြန်ဆက်ပေးခဲ့ပါတယ်ပေတရုစိတ်တူပြီးလှုပ်တဲ့အလုပ်ကခရစ်တော်အတွက်အလုပ်ပိုစီခဲ့ပါတယ်တင်းကြောင့်ခရစ်တော်အလုပ်ပိုနေသလားတင်းကြောင့်ခရစ်တော်အလုပ်မပိုဖို့အတွက်မိမိရဲ့ဒေါသစိတ်ကိုနှုတ်ကပတ်တော်နဲ့ထိန်ချုပ်ဖို့လိုပါတယ်တခါတော့ဆန်နက်စကူးဆရာမတယောက်ရှိပါတယ်ဆန်နက်စကူးမှာရှိတဲ့ကလေးလေးတယောက်ကသူ့ကိုပိဿတစလက်ဆောင်ပေးပါတယ်ထိုပိဿတစကိုဆက်ချုပ်ဆိုင်မှာဆရာမကသူ့ကိုယ်တိုင်သွားအပ်ပါတယ်ဆက်ချုပ်ဆိုင်ကသူ့ကိုရက်ချင်းပေးလိုက်တယ်ရက်ချင်းပြေးလို့သွားတဲ့အခါမှာနောက်တစ်ခေါက်မှလာယူပါမပြီးသေးဘူးလို့ပြောပါတယ်တနေ့တော့ဆရာမကအိမ်မှာနေရင်းကျမ်းစာဖတ်ပါတယ်အချင်းချင်းချစ်ရမယ်လို့ကျမ်းစာရဲ့ဖွင့်ပြခြင်းကိုခံရပါတယ်ဆရာမကဒီနေ့တော့ဖခင်ခင်ကချစ်ရမယ်ဆိုတဲ့အကြောင်းလေးနဲ့တုံတင်တဲ့အတွက်ကျန်းစာအုပ်ကိုပိတ်ပြီးဆုတောင်း၍လှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်နေတဲ့အချိန်မှာဖုန်းဝင်လာပါတယ်အဲ့ဒီဖုန်းကတော့ဆက်ချုပ်ဆိုင်ကဖုန်းဖြစ်ပါတယ်အင်ကြီးရပြီလို့အကြောင်းကြားပါတယ်ဆရာမကဆက်ချုပ်ဆိုင်ကိုသွားပြီးအင်ကြီးသွားရွေးတဲ့အခါဆိုင်ထဲမှာဝင်၍အင်ကြီးကိုစမ်းဝစ်ကြည့်ပါတယ်ရင်ဘက်ကစီလို့မရဘူးဖြစ်သွားတယ်သူကပဲဝလာတာလားဆက်ချုပ်တဲ့သူကပဲအတိုင်းမှားချုပ်တာလားတော့မသိဘူးအင်ကြီးကဝစ်လို့မရဘူးဖြစ်နေတယ်ဆီယာမကအယံကိုဒေါသဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်မှာဖျားခင်ကအချင်းချင်းရမယ်လို့တုံသင်ထားတာကြောင့်မိမိရဲ့ဒေါသကိုချုပ်တီးပြီးမိမိအိမ်ကိုပြန်လာခဲ့ပါတယ်ယောမခန်းကြီး7အငယ်21အစိုးအားဖြင့်အရှုံးမခံနဲ့အကောင်းအားဖြင့်အစိုးကိုနိုင်လောအဆိုးဆုံးအချိန်တွေတွေ့ကြုံနေရင်တောင်မှမိမိရဲ့စိတ်ကိုချုပ်တီးပြီးအကောင်းဆုံးသောနည်းနဲ့အနိုင်ယူဖို့အတွက်နှုတ်ကပတ်တော်အားဖြင့်ဝေမျှလိုက်ပါတယ်အရောက်တိုင်းကိုဖျားခင်ကောင်းချီးပေးပါစေ